ဖွာချင်းတို့မဟုတ်ဘဝအသေးတစ်ခုစတင်ခြင်းလူဘဝတဲ့ခဏဝင်ဖို့ကိုခန္ဓာတစ်ခုငါမရခင်ကိုလာနီးပါငါခိုးလင်းခဲ့တဲ့မိခင်ဝမ်းပိုက်တွင်းကငါရဲ့အကန့်ကျမသားကျွန်တော်သားကျမတူကျွန်တော်တူပျော်ရွှင်သောအဟိနေကြပြီးအိမ်အတွင်းကပကက်လေးထဲမှာရှိတဲ့ငါကိုချော့မြူမိုးတန်းနဲ့တိတ်သွားစေတဲ့ပကက်လေးကငါရဲ့အကန့်မူလာတန်းကြောင်းသားဘဝတန်းထဲမှာညော့ခုံစီထိုင်ခဲ့ရဘေးကငယ်ချင်းနဲ့မှတ်တည်စင်းနေပြန်ခဲ့ကြတခါတလေစကားများလို့ပြောင်းနေပြောင်းမခေါ်မပြောနိုင်တဲ့ခါစီးချထားတဲ့ခုံတစ်ဖက်ချမ်းငါရဲ့အကန့်ယူသွမှုတွေကိုမရက်တန့်ရန်တမ်းပြီးရေးတဲ့ rap တွေဆိုဖို့အတွက်အိမ်နောက်ဖေးအခန်းတစ်ခန်းသုံးထပ်သားပြနဲ့ကန့် The library မြည်တက်ငါရဲ့ခန်းကငါရဲ့ကန့် underground show ပွဲတွေမှာငါ rap တွေဆို microphone ကင်ပြီးစင်ပေါ်မှာရန်နေလို့ operator အကဲပြတ်တခါတလေတော့မှတ်တွေတို့ငါရဲ့ကန့်ဖြစ်တဲ့စင်ပေါ်ကနေသူတို့ရင်ပတ်ကန်တဲ့ရောက်ဖို့ငါ rap တွေကိုညနေဆိုတောင်းနေကြဆိုင်ရောက်ဆိုင်ရဲ့တောင်းတနေရာမှာသချင်းတွေဖွင့်ငါတို့ live ဆိုပြီးတော့အဲ့ဒီတစ်ယောက်နှစ်ယောက်သုံးယောက်လေးယောက်ဆက်ဆွဲဝိုင်းလေးကငါတို့ရဲ့အကန့်မနေ့9နာရီကနေညနေ9နာရီတိထွန်းစတဲ့မှုတွေထုတ်ရတဲ့လောကစပွဲကိုမြဲမကုန်နိုင်တဲ့ပစ္စည်းတွေလိုက်ရောင်းချရတဲ့လမ်းတွေဆိုင်နေအဲ့ဒါငါပေါ်တာရဲ့အကန့်သစိမ်းတွေဖြန့်ဖြေမရတဲ့အိမ်တွင်းရံပွဲတွေကမိသားစုအကန့်ချစ်သူနှစ်ယောက်ရန်ဖြစ်တဲ့ခါသမီးရေးစားအကန့်ဝင်ရောက်ဆွတ်ဖက်လို့မရတဲ့ကိုပိုင်အကန့်မသွားမဖြစ်တဲ့မွေးနေ့တွေနဲ့ပေါ်တာအကန့်ငါအုံနောက်ထဲမှာခွဲထားတဲ့အကန့်ငါနှလုံးသားထဲမှာခွဲထားတဲ့အကန့်ဖြစ်ချင်တာကတကန့်ဖြစ်တဲ့နာကတကန့်နောက်ဆုံးသေးတာပေါ့ဖြစ်လာမှာ၄ပေ၆ပေအကန့်It's OT on